အားလုံးပဲမင်္ဂလာပါဒီနေ့ဒီချိန်ထိကြည့်ရှုအားပေးတဲ့အတွက်ရောက်ချင်းစီတိုင်းပေါ်ကျေးဇူးအများကြီးတင်ပါတယ်ဆက်လက်ပြီးမှအားပေးကြပါလို့တောင်းဆိုချင်ပါတယ် channel အသစ်လေးကိုလည်းအားပေးကြပါနော်ချစ်စနေကို channel လေးဖြစ်ပါတယ်ဒီနေ့မှာတော့ကြာမယ်ဆန္ဒပြမြောက်မယ်ဆိုတော့အကောင်းစင်လေးနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မြန်ပြီးတိုင်းကောင်းတာမဟုတ်တဲ့အထဲမှာလိင်စစ်ဆန္ဒလည်းပါဝင်နေပါတယ်ဒီပြဿနာကိုဖြေရှင်းနိုင်မဲ့နည်းလမ်းအကြောင်းတင်ဆက်ပေးချင်ပါတယ်နော်။ဘာပဲလုပ်လို့မြန်ပြီးတိုင်းကောင်းတာမဟုတ်ပါဘူး။တချို့အရာတွေကတော့အဆင်ပြေမှုအခြေအနေရှိနေပါတယ်။မိန်းကလေးနဲ့ယောက်ျားလေးအတူလိင်စစ်ဆန်တယ်ဆိုတာကစိတ်တအားတက်ကြွလို့စစ်ဆန်လိုက်ပြီမဲ့မိနစ်ပိုင်းနဲ့တဲ့ဆန္ဒပြီးမြောက်သွားရင်လိင်ဆန္ဒကိုအပြည့်အဝမခံစားလိုက်ရပဲဖြစ်နေပါတယ်။ဒီလိုအခြေအနေကိုကိုယ့်ဘာသာကိုယ်တတ်နေတဲ့အကြောင်းပြောပြပေးမှာပဲဖြစ်ပါတယ်စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်နော်ကိုယ်တတ်နိုင်တဲ့နီလန်းဆိုလို့ရှိရင်ခက်ခဲတွေမထင်လိုက်ပါနဲ့နော်တိတ်ကိုရိုးရှင်းပြီးတော့လွယ်ကူပါတယ်ဒီနီလန်းကတော့တကယ်တော့ဆန္ဒပြီးမြောက်ခါဒီမှာလိင်စစ်ဆန္ဒဒါမှမဟုတ်အာတာဖြေတာကိုမပြီးသွားအောင်ပေါ့နော်ထိန်းချုပ်တာဖြစ်ပါတယ်ပြီးတော့ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ပေါ့နော်လိင်ဆန္ဒပြီးမြောက်ခါနေမှာခဏလောက်ရပ်နာပြီးတော့ပြန်စပါတုံမလို့ခင်မှာဒီလိုနဲ့အချင်းဆွဲနိုင်ပါတယ်ဖြစ်နဲ့မှန်ပဲလို့ပါဆန္ဒအထက်ထဲရောက်ခါနေဖြစ်ရင်ခဏသာရပ်လိုက်ပါဒါပေမဲ့ယောက်ျားတွေအနေနဲ့လိင်စစ်ဆန်တဲ့အခါမှာတော့မြန်နဲ့ပြင်းလေးလုပ်ချင်နေကြတာဖြစ်ပါတယ်တုတ်လွတ်ကြအောင်ထင်းချင်တယ်ဆိုလို့ရှိရင်တော့ကြာလေးလိင်စစ်ဆန်ချင်တယ်ဆိုရင်တော့ပေါ့နော်ဒီလိုနေလန်း3ပါဖြစ်ချင်းပဲသွားပြီးတော့တုတ်လွတ်ချင်စိတ်ပေါ်လာပြီဆိုလို့ရှိရင်တော့ခဏလေးရပ်ပြီးတော့ပြန်စစ်ဆန်ပါဒီလိုလုပ်တာဟာကိုယ့်ရဲ့လိင်စစ်ဆန်ဖို့နဲ့အချိန်ကြာစစ်ဆန်ခြင်းလို့ဖြစ်ပါတယ်လူတိုင်းတော့မလိုပါဘူးပေါ့နော်အထူးသဖြင့်တုတ်လွတ်မြင်တဲ့ယောက်ျားလေးတွေပဲလေ့ကျင့်ရမှာဖြစ်ပါတယ်လိင်စစ်ဆန်မှုဆိုတာထိုးသွင်းစစ်ဆန်မှုတက်မဟုတ်ပါဘူးစအိုကနေပဲဖြစ်ပေါ့နော်စစ်ဆန်တာပါစက်ကနေပဲဖြစ်စစ်ဆန်တာပဲရှိနေတတ်ပါတယ်တချို့ယောက်ျားလေးတွေဆိုရင်တော့တုတ်လွတ်အရန်မြန်တဲ့အတွက်ကြောင့်မလို့လိင်စစ်ဆန်တဲ့အဆင့်ထိတော့မရောက်ပဲနဲ့နည်းနည်းလေးလုံဆော်မှုရတာနဲ့ဆန္ဒထွတ်ရောက်သွားတတ်ပါတယ်ပေါ့နော်ဘာလို့ဆန္ဒပြပြဖို့ကိုအချင်းဆွဲရမလဲဆိုလို့ရှိရင်တော့မြန်ပြီးတော့မကောင်းဘူးလားဒါကတော့လိင်စစ်ဆန်ဖို့နဲ့ဥပပေါ်မှာမူတည်ပါတယ်တချို့ကမြန်ပြီးတာကိုချိန်တယ်လို့ကြာမှချိန်တဲ့သူကတော့ပိုများပါတယ်ဒါကြောင့်မို့လို့လိင်စစ်ဆန်တဲ့အချိန်ကြာလာအောင်ပေါ့နော်လုံနည်းအများကြီးရှိမှာပါဒါပေမဲ့တချို့ယောက်ျားတွေဆိုရင်တော့ဆေးတောက်တယ်ဆေးထိုးတာမျိုးရှိပါတယ်ဒီဟာတွေတော့သုံးလို့မရတာမဟုတ်ပေမဲ့တကယ်ပြောမယ်ဆိုလို့ရှိရင်တော့ကျန်းမာရေးအတွက်လုံးဝမကောင်းပါဘူးပေါ့နော်မိန်းကလေးတိုက်ကတော့ကြာချိန်မှပြီးတတ်တဲ့သူတွေပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ယောက်ျားလေးတွေအနေနဲ့ပေါ့နော်ကြာအောင်စစ်ဆန်လို့ရတဲ့နည်းလမ်းကတော့ကိုဖိတ်ကနေပြီးတော့လိင်စစ်ဆန်တဲ့အခါမှာဖြစ်ချင်းနဲ့စဖို့လိုပါတယ်တကယ်ကိုရဲ့လိင်တန်းမထည့်ခင်ပေါ့နော် foreplay လို့ခေါ်တဲ့အစပြုတာကအရေးကြီးဆုံးဖြစ်ပါတယ်လက်နဲ့ပဲဖြစ်ကိုရဲ့လိင်စစ်ဆန်ဖို့ရဲ့မြို့မကိုကြိုက်ပြီးတော့ပွတ်တက်ပေးပါလက်ချောင်းတွေတုံးပြီးတော့ foreplay နဲ့အချိန်ကြာယူပါပေါ့နော်မိန်းကလေးတွေခန်းစားချက်ရလာပြီးတော့ဆူဆွတ်နေတဲ့အချိန်ကြမှာလိင်တန်းကိုထည့်ပါဒါဆိုလို့ရှိရင်တော့အမျိုးသမီးတွေအနေနဲ့စန္ဒအထွတ်ထဲရောက်ရှိသွားမှတေချာပါပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကြာတာတဲ့စန္ဒပြမြောက်တာပိုအရေးကြီးပါတယ် foreplay အချိန်ကြာလို့ပေးမယ်ဆိုလို့ရှိရင်တော့လိင်စစ်စန္ဒကြာတယ်လို့ခေါ်ဆိုလို့ရပါတယ်နော်အမျိုးသမီးတွေကသူမတို့စန္ဒပြမြောက်မှပဲခြေနဲ့တာဖြစ်ပြီးတော့စန္ဒပြမြောက်အောင်စစ်ဆန်နိုင်တဲ့ယောက်ျားဆိုလို့ရှိရင်တော့လုံးဝကိုဆွဲလန်းသွားမှာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะအားလုံးကိုကျေးဇူးတင်ပါတယ်